လေးမြန်မာလေးတဲ့ပြန်နေတဲ့ဝေတာလုပ်နေတဲ့စောက်လုပ်ကိုလာပြီးတော့ငါ့ကိုအာဝင်လာမနှောင်းနေနင်တို့လုပ်နေတဲ့စောက်လုပ်ကိုနင်တို့ကြည့်လိုက် နင်တို့လေရင်မယ်တွေကလေနင်တို့လေရင်မယ်တွေကလေမပြောပါနဲ့ကျမတို့လေရင်မယ်တွေလည်းမိကောင်ဖက်ခင်သားသမီးပါဆရာပြောသလိုမျိုးလူတိုင်းကတော့ offer မလိုက်နေပါဘူးချမ်းသာတဲ့လူတွေဆိုရင်ကျမတို့အရင်ငန်းငန်းတက်ဖြစ်တယ်ပေါ့ကျမတို့အားလုံးတော့တိမ့်ကြုံပြီးတော့တိတ်ခါမချပါနဲ့မဟုတ်လာပြောလေရင် spare လို့ပြောရင်ကျမရေးလိုက်တယ်ဘာလို့လဲတလားပညာမတက်လို့အားလုံးပဲမင်္ဂလာပါရှင်မွေး YouTube channel လေးတိုင်းကြိုဆိုလိုက်ပါတယ်မိုးကြီးနဲ့တက်ဆက်ပေးချင်တဲ့သတင်းလေးကတော့ line ပေါ်မှာပွက်ဖြစ်နေကြတဲ့ model မိခင်ကြီးဆရာကျွလင်ကဒီလေးမယ်တွေအားလုံးက podcast ဆိုပြီးတော့တင်ကြုံပြောလိုက်တယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေးမယ်တယောက်ကနေပြီးတော့ဆရာကျွလင်ကိုပညာမတတ်ဘူးဆိုပြီးတော့တက်ဆော်လာတယ်ပေါ့နော်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ပြည့်စုံပါပါတယ်မိုးရဲ့အမျိုးတွေလည်းသိရအောင်လို့ပြန်လဲညှမယ်ချင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအစောထိလည်းပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရှင်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော် မြန်မာနိုင်ငံကထွက်သွားပြီး overseas airline မှာလုပ်နေတဲ့လေရင်မဲလေမောင်တွေကိုကျွန်တော်ဒဲပြောလိုက်မယ်နော်နင်တို့လုပ်နေတဲ့စောက်လုပ်ကိုနင်တို့ကြည့်လိုက်နော်နင်တို့ဘာလုပ်နေတာဇင်းမြန်မာဘုံတွန်းလာပြီးတော့ yes coffee tea please ပြီးရင်ငါတို့အသက်ကရအောင်စောက်ရှောက်အောင်နင်တို့ဘာစောက်လုပ်တယ်နင်တို့ဘာပညာတတ်လို့လဲဟမ်နင်တို့ဘာပညာတတ်လို့လဲနင်တို့ဘာဖြစ်ချင်လို့လဲပြောလေရင်မဲလေမောင်တွေနိုင်ငံသားမှာလုပ်နေတဲ့လေမဲလေမောင်တွေအကြောင်းပြောနေတာနော်အလကားနေဘာလဲစောက်စရာရှုပ်လိုက်တာငါတို့အိုမန်နီညူမန်နီအိုမန်နီမကတော့ညူမန်နီမဖြစ်ဟဲ့မနေ့မိုးလေးလာဟုတ်လို့ဘောင်းမီကိုပုတ်လိုက်တော့ကိုယ့်အိတ်ထဲမှာစောက်အိတ်ထဲမှာပတ်စံဘယ်လောက်ရှိလဲအရေးကြီးတာနားလဲလားနော် တက်ဆော်နေနော် နင်တို့နိုင်ငံခြားမှာလုပ်နေပြီဝေတာလုပ်နေတဲ့စောက်လုပ်ကိုလေးမြန်မာလေးတဲ့ပြန်နေတဲ့ဝေတာလုပ်နေတဲ့စောက်လုပ်ကိုလာပြီးတော့ငါ့ကိုအာဝင်လာမနှောင်းနေတယ်ရှင်းလားနော်ရှောက်ချအချင်းပါဖြစ်နေပြီးတော့ဒီအိတ်ကိုကိုယ့်မတင်နိုင်ဘူးလားဆိုလာပြောတဲ့တင်ပဲငါဘေးနားမှာရက်နေတာလေအဲ့တော့ငါဒီလိုတင်ပါလို့ပြောလိုက်တဲ့ဟာကိုမပြောအောင်ငါဘယ်လိုပြောရမှာလဲဟမ်လေးမဲဆိုတာဒီစောက်လုပ်တွေလုပ်ဖို့အတွက်စင်ပြေပြေဆိုလုပ်ပေးရမှာပဲလေ service industry မှာလုပ်နေတဲ့ကိစ္စကိုလုံးနေတာမလုပ်ပဲနဲ့နင်တို့ကဘာစောက်လုပ်ချင်တာသိတဲ့အတိုင်းပဲနင်တို့လင်းမဲလင်းမောင်တွေဘာလုပ်လဲသိရနော်ချမ်းသာတဲ့လူတွေတွေ့လို့ရှိရင် business card ဝေးတယ်နော် business card ဝေးတယ်ရအောင်ချိတ်တယ်နော်ပြီးရင်တဲ့မှာအပြင်မှာချင်းတွေ့တယ်ပြီးရင်ဒါလေးတွေလုပ်လိုက်ပြီးတော့ customer နဲ့ညှိအောင်လုပ်လိုက်ပြီးတော့မိမလားလို့ဖမ်းကြည့်ကြတဲ့ဟာတွေအများကြီးရှိတယ်နော်ဒါလူတိုင်းကိုမဆိုလို့ဘူးနော်လူတိုင်းကိုမဆိုလို့တချို့လင်းမဲလင်းမောင်တွေဘာလုပ်စားလဲဆိုတာနင်တို့သိတယ်ဒီနေ့ခဏပြောချင်တာကလေရင်မယ်တွေအားလုံးကိုတိမ့်ကျုံပြီးတော့ပြောထားတယ်ကျမကိုယ်တိုင်ကလည်းလေရင်မယ်တယောက်ဖြစ်ခဲ့ပါတယ်ကျမဒီမြန်မာနိုင်ငံကလေကြောင်းလိုင်းတစ်ခုမှာအကြီးတန်းလေရင်မယ်ဖြစ်ကိုတာဝန်ထမ်းဆောင်ခဲ့လေရင်မယ်တယောက်ပါဆရာအနေနဲ့ကျမဆရာလို့ခေါ်ရဲဆိုတာအကြောင်းပြချက်ရှိပါတယ်ဘာလို့ဆိုတော့ဆရာမှတ်မိချင်မှလည်းမှတ်မိလိမ့်မယ်ကျမတို့အရင်တုန်းက airline မှာကျမတို့ရဲ့ annual party ကိုဆရာ organize လုပ်ဖို့အတွက်ကျမတို့ကကုမ္ပဏီကနေမှဆရာကိုအပ်ခဲ့တာမျိုးရှိပါတယ် client တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ကျမတို့ကလည်းဆရာရဲ့ client ဖြစ်ခဲ့ပါတယ်ဆိုတော့ဆရာကိုကျမလေးစားမှုရှိပါတယ်ဆရာရဲ့အသက်တွေဆရာရဲ့ဒီလိုမျိုးexperience တွေဆရာရဲ့ဟိုတဘာတွေဝါတွေအားလုံးကျမလေးစားပါတယ်အဲ့တော့ကျမမရိုင်းပါဘူးကျမဒါကြောင့်ကျမဆရာလို့ခေါ်တာပါကျမတို့ခေတ်တုန်းကဒီကုမ္ပဏီနှစ်ပတ်လည်လုပ်တဲ့အခါညစာစားဖို့လုပ်တဲ့အခါကျရင်ဆရာဂျွန်ဝင်းကိုကျမတို့ကအပ်ဖူးပါတယ်ဘာလို့ဆိုတော့ဆရာဒီဒီပွဲတစ်ခုလုံးကိုသူတာဝန်ယူပြီးတော့ပွဲစီစဉ်တဲ့လူအနေနဲ့ဆိုရင်ဆရာအရန်တော်ရဲမှာပါပါတယ်ကျမတို့ကလည်းလိုမျိုး annual ဒီနှစ်ပတ်လည်ပါတီမှာကျမတို့ဒီလေမယ်တွေရောဒီတခြား department အမျိုးစုံကဒီဝန်ထမ်းတွေရောပေါ့နော်လေအမှုထမ်းတွေရောဝန်ထမ်းတွေရောအကုန်လုံးကဒီကိုဒီကုမ္ပဏီရဲ့ပါတီအတွက်ဝိုင်းပြီးတော့ကျမတို့ကအဲ့လိုမျိုးteam work team တွေဖွဲ့ပြီးတော့ကျမတို့အကတွေတိုက်ကြတယ်ကျမတို့တခြားဖြော်ပြရေးအမှတ်တရအနေနဲ့ပါကြတာပေါ့နော်အဲ့တော့လည်းကျမတို့မလွယ်ကူခဲ့ဘူးရှင်ကျမတို့ဒီကိုမကျွမ်းကျင်တဲ့အကတွေကိုကျမတို့ဒီနှစ်ပတ်လောက်ကိုဖိနှိပ်ပြီးတော့ဒီ flight light နေရက်နဲ့တင်ခဲ့ရတယ်ခါကြရင်တနေကုန် flight light ပြီးတော့ကျမတို့ညဘက်ဆင်းတဲ့အခါကျညဘက် flight ဆင်းတဲ့အခါမှာအဲ့ crew bag ကြီးကိုဆွဲပြီးတော့အဲ့အကတိုက်တဲ့နေရာအထိကိုကျမတို့ကလေအိမ်အောင်မပြန်နိုင်ဘူး uniform ချွတ်ပြီးတော့အင်ကြီးလေပြီးကျမတို့အကတိုက်ခဲ့ရတယ်ခါကြရင်မနက်တနာရီထိတိုက်ရတယ်ပြီးတော့မနက်3နာရီမှာ flight ပြန်လိုက်ရတာမျိုးရှိတယ်ကျမတို့ကိုအဲ့ချိန်မှာတော့ဆိုကျမအရန်ငယ်သေးတာပေါ့နော် maybe ကျမအသက်22လောက်ရှိမှထင်တယ်22 23လောက်ရှိမှဆိုကျမတို့လေဆရာတော့ပွဲစီစဉ်တဲ့လူဆိုတော့ကျမမှတ်မိတယ်မိုက်ကြီးကြိုင်ပြီးတော့ဟက်ကောင်မဘက်ကိုလာလေဟက်ကောင်မဟိုဘက်ကိုဆင်းလေနင်တို့ကငါပြောနေတယ်ဟိုကောင်ကျမတို့ဆိုအဲ့မှာငယ်သေးတယ်ကိုဟက်ကောင်မလို့ခေါ်ချိန်မှာလေအရန်စိတ်ဆိုးတယ်သိလားဘာဖြစ်လို့လဲဆိုတော့အိမ်မှာတော့မှကိုအဲ့လိုဟက်ကောင်မလို့ခါမခေါ်ဘူးဘယ်သူမှမဲ့လေကိုရီးယားငယ်ပေမဲ့လေစိတ်ကိုထားလိုက်တယ်။အော်ဒီပွဲကြီးတစ်ခုလုံးကို
ဒီလူအများကြီးနဲ့ပေါ့နော်စီစဉ်ရတဲ့အခါကျတော့သူ့မှာလည်းသူ့ရဲ့ဒီ pressure ရှိမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးကျမတို့ဖြည့်တွေးလိုက်တယ်ဆရာအတွက်ပေါ့နော်ဒါထားပါတော့ဒါပြီးသွားပြီဒါပေမဲ့ကျမတို့အဲ့ကလေးကပြောတာဆိုတာဟက်ကောင်မဘာလို့ကျမတို့ကဆရာတပည့်မဟုတ်ဘူးဆရာရဲ့ moral သင်တန်းစင်းမှာဆရာသင်ပေးတဲ့တပည့်မဟုတ်ဘူးအဲ့မဲ့ကျမတို့ငယ်ပေမဲ့လေစေတနာပါလို့ငါတို့ကိုဒီလိုမျိုး trainer ပါလားဒီရက်အတိုလေးအတွင်းမှာငါတို့ဒီပွဲမှာငါတို့ကနိုင်ဖို့အတွက်ဆရာကလှုပ်ပေးနေတာပါလားဆိုတော့စိတ်ကကျမတွင်းတယ်အဲ့တော့ဘယ်လိုပဲဖြစ်ကိုဆရာတယောက်လိုပဲကျမအမြဲတတ်မှတ်ခဲ့တာကျမဆရာရဲ့တချို့Facebook live တွေမှာကျမမှတ်တာလေးရှိရယ်ခါလေးကျရင် TikTok မှာဆရာကျမသဘောကျလို့မှတ်ခဲ့တာလေးရှိရယ်အဲ့တော့ကျမရဲ့တချို့နေရာမှာဆရာရဲ့အတွေးခေါ်ရေးဆရာရဲ့လိုမျိုးအမေကိုအရန်ချစ်တာမျိုးတွေဆရာအလုပ်ကိုဘယ်လိုမျိုးfocus လုပ်တယ်အလုပ်နဲ့ပတ်သက်ရင်ဆရာဘယ်လောက်ဇွဲရှိရဟာမျိုးကျမအရန်ကိုအတူယူရတာမျိုးရှိရယ်ဒါကျမဘက်ကပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဆရာအနေနဲ့ဆရာစီးတဲ့ airline တစ်ခုမှာဆရာအဆင်မပြေ service နဲ့ပတ်သက်ပြီးတော့ဗောနော်အဆင်မပြေတာတစ်ခုနဲ့တင်ကျမတို့အကုန်လုံးဒီလိုတမုတ်တာကြတော့ကျမတို့သိခါကြရရှင်ပြောပြီနော်ဘာလဲဆိုတော့လေဆရာပြောတဲ့ offer ဆိုတာကျမမသိဘူးလီမေကတခြားလူကိုဘယ်လိုပြောမလဲရောင်းစားတာမျိုးပြောချင်တာလားဘယ်လို offer ကိုပြောချင်တာလဲ offer ဆိုတဲ့အဓိပ္ပာယ်အများကြီးရှိရနော်နောက်ပြီးတော့ဆရာပြောတဲ့မှာပါတယ်နင်တို့လေယာဉ်မယ်တွေကတဲ့ business card ကိုဝေတယ်ဆိုတော့ကျမဘွားမှာ business card ဆိုတာလေယာဉ်မယ်တယောက်စီမှာရှိလို့တစ်ခါမကြားဘူးရှင်ရှိချင်လဲရှိနိုင်တာပေါ့နော်ကျမမရှိဘူးမပြောပါဘူးရှိချင်လဲရှိနိုင်ပါတယ်ဆိုတော့ကျမဆက်ပြောပါမယ်ဆရာပြောသလိုမျိုးကျမတို့လေယာဉ်မယ်တွေကတထေးတွေပတ်စံချမ်းသာတဲ့လူမျိုးမြင်နေဆိုရင်ကျမတို့ကဘာလဲ business card ဝေးတယ်ပေါ့နော်ချမ်းပြောချင်တဲ့သဘောကကျမတို့ကချမ်းသာတဲ့လူတွေဆိုရင်ကျမတို့အရင်ငန်းတက်ဖြစ်တယ်ပေါ့ပြောပြီနော်ကျမလူတွေကိုဒိုင်းမို့တော့ကျမမပြောလို့ဘူးဘာလို့ဆိုတော့အနုပညာနဲ့ပဲမှာတော့မှကောင်းတဲ့လူရှိရဲဆိုးတဲ့လူရှိရဲနဲ့ပဲအသီးသီးမှရှိရဲဒါပေမဲ့အားလုံးကိုတိမ့်ကြုံပြီးမပြောစေချင်ဘူးဘာလို့ဆိုတော့ကျမတို့သိခါကြတာပေါ့နော်ကျမတို့ဆိုရင်အလကားနေ lean spare လို့ပြောကြတယ်ကျမတို့လာပြော lean spare လို့ပြောရင်ကျမရေးလိုက်တယ်ဘာလို့လဲတလား educate မရှိလို့ဘာလို့ educate မရှိတော့နားလေလားပညာမတတ်လို့လေမော်လေမျက်နှာလေးလှပြီးပြုံးတက်ယုံနဲ့ flight လိုက်လို့မရဘူးရှင်ကျမတို့ interview အောင်သွားရင်တော့မလေမဲ့တန်းဖြစ်တာမဟုတ်ဘူးကျမတို့မှာစာအုပ်တွေထက်ကြက်ရတယ်ဒီ aircraft safety တွေကျမတို့ passenger safety တွေနော်နောက် emergency တွေဘယ်လိုမျိုး drill လုပ်တာမျိုးတွေကျမတို့ပြည်တွင်းရောပြည်ပရောအကုန်လုံးကိုကျမတို့တေချာ well train လုပ်ထားတဲ့ flight attendants တွေအဲ့ဒါပြီးသွားရင် training ပြီးသွားရင်ကျမတို့စာမွေးဖြေရသေးတယ်စာမွေးဝဲမှာလည်းကျမတို့ဘယ်နှစ်မှတ်ရမှအောင်နေဆိုတာရှိရဲရှင်အရင်မလွယ်ကူခဲ့ပါဘူးဆိုတော့ဆရာအနေနဲ့ဆရာစီးခဲ့တဲ့လေချောင်းလိုက်မှာဆရာအနေနဲ့ပြောခွင့်ရှိပါတယ်ဆရာအနေနဲ့ဆရာမကြိုက်တဲ့ဝန်ဆောင်မှုမကြိုက်တဲ့လေချောင်းလိုက်မကြိုက်တဲ့ဒီလေမယ်ကိုဆရာအနေနဲ့ personally တိုင်ဝင်လဲရှိလို့ပြောခွင့်ရှိပါတယ်ဒါပေမဲ့ကျမတို့အားလုံးတော့တိမ့်ကြုံပြီးတော့တိတ်ခါမချပါနဲ့ကျမစိတ်မကောင်းဘူးဘာလို့လဲဆိုတော့ကျမတို့ကိုဒီလိုမျိုးအထင်သေးတဲ့စိတ်ရှိတဲ့လူကိုကျမတို့ရဲ့ဒီ company ကannual party တွေမှာ organize လုပ်ဖို့အတွက်ဆရာကိုအပ်ခဲ့တာတော့ကျွန်မစိတ်မကောင်းဆရာကိုကျွန်မအမြဲလေးစားတယ်ဆရာရဲ့inspire အရင်ကြီးမားတယ်ဆရာတခုခုစားပြလိုက်ရင်တော့မှချက်ချင်းရောင်းရတက်လာပြီးပေါက်တဲ့အဆင့်ကိုဆရာပြောနိုင်တယ်။ဒါပေမဲ့ဆရာရဲ့ live ရဲ့ comment အောက်မှာကြည့်လိုက်ရင်ရားစရာမရှိဘူးပြောထားတာဆရာတော့ဘာလို့မဟုတ်ပြောလိုက်တာပဲ။ဒါပေမဲ့လူများတယောက်ရဲ့အသက်မွေးဝမ်းကြောင်းအရန်ထိခိုက်တယ်။ဆရာမကြိုက်တာရှင်ပြောလို့ရတယ်။အလုံးသူ့ရဲ့ service သူ့ရဲ့ဒီ passenger ပေါ်မှာtake care လုပ်တာမျိုးတွေဝန်ဆောင်မှုပေးတာမျိုးတွေအားလုံးဆရာအကုန်ပြောလို့ရတယ်ဒါပေမဲ့နင်တို့လေရင်မယ်တွေကလေနင်တို့လေရင်မယ်တွေကလေမပြောပါနဲ့ကျမတို့လေရင်မယ်တွေလည်းမိကောင်းဖခင်သားသမီးပါဆရာပြောလိုမျိုးလူတိုင်းကတော့ offer မလိုက်နေပါဘူးအဲ့တော့ကိုလေးစားအားကြရတဲ့ဆရာတယောက်အနေနဲ့ကျမမေတ္တာရက်ခံချင်တာကဆရာကကျမတို့ထက်အသက်လဲကြီးပါတယ်ဝါလဲကြီးပါတယ်ကျမတို့ထက်ပိုပြီးတော့အောင်မြင်ကြော်ကြပါတယ်ကျမတို့ကဘာမှမဟုတ်ပါဘူးဒါပေမဲ့ကိုပြောလိုက်လို့သူများတစ်ဖက်သားရဲ့အသက်မွေးဝမ်းကြောင်းကိုပြောလိုက်လို့သူများတစ်ဖက်သားရဲ့တိတ်ခါကျသွားတာမျိုးဆိုရင်တော့ဆရာရဲ့ဘယ်လိုပြောမလဲကျမလေးစားရတဲ့လူတယောက်နေပါဇက်ကအဲ့လိုမျိုးထွက်တာကိုကျမအံ့ဩမိတယ်ဆိုတော့
ကျမဒီကြောင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြောဖြစ်အောင်မယ်ထင်ပါတယ် ဟုတ်ကဲ့ပါမြို့တို့ရေမွေးဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီမော်ဒယ်မိခင်ကြီးဆရာကျွန်းလေးကပေါ့နော်ဒီလေးစီးနဲ့လေးမယ်တယောက်နဲ့ပြဿနာတက်တယ်ဒီဟာကိုသူကလိုက်လွှင့်ပြီးတော့လေးမယ်ဒီအားလုံးကိုဖောက်ကဒီစပယ်ယာဆိုပြီးတော့တိမ်ကြုံပြောသွားတယ်ပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီလေးမယ်တယောက်ကနေပြီးတော့ဆရာကျွန်းလေးကိုပညာမတတ်ဘူးဆိုပြီးတော့တက်ဆော်လာတယ်ပေါ့နော်အမှန်တကယ်ဆိုလို့ရှိရင်လည်းကိုနဲ့ပြဿနာတက်တဲ့လူကိုပဲထိထိရောက်ပြောတင်တယ်ပေါ့နော်ဒီလိုမျိုးကြီးတော့တိမ်ကြုံမပြောတင်ဘူးလို့တော့ထင်ပါတယ်အခုချိန်နေတဲ့မျိုးတွေရောဘယ်လိုထင်လဲပေါ့နော်အမျိုးတို့ရဲ့အမြင်လေးတွေကိုလည်းဗီဒီယိုလေးအောင်မှာ comment လေးတွေရေးကပ်ပြီးတော့ရပါရဲ့ရှင့်ဒီဗီဒီယိုလေးကိုလည်း share လေးလုပ်သွားပြီးတော့တောင်းဆိုပါတယ်ဒါမှလည်းအစားသူတွေသိပြီးတော့သတိပြုစင်ကြင်နိုင်မှာပေါ့ရှင့်နောက်ထပ်လည်းသတင်းသစ်တွေရရှိလို့ရှရင်ဆက်လက်ပြီးတော့တက်ဆက်ပေးပါအောင်မရှင့်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တဒါ